ရုပ်ချောချောနဲ့မာကြီးချမောင်ရ15စီရော့စိတ်သား15စီပါဟုတ်ချဟုတ်ကျေးဇူးပါအိုးစိတ်သားချမောင်ရဘုန်းကြီးကျောင်းသူတို့ဖြစ်ပါလေရှင်ရှုံးဆက်မောင်မယ်โอเคခုဆိုရင်တောက်ရည်ဦးစင်ကိုရောက်လာပြီးဖြစ်ပါတယ်တောက်ရည်ဖြည့်ပါတော့မယ်ရှင်ရေကျိုးဆယ်ပါတဲ့ဒီကြပါရှင်ဒီကြပါတောက်ရည်လူတဲ့ကုသိုလ်ဘယ်လောက်ကြီးမားတယ်ဆိုတာကတော့လက်တွေ့လဲသိနိုင်တယ်လို့ကိုယ့်ရဲ့တည်ဆုံးသွားတဲ့အချိန်ဒီကန်ဒီခုနေမှာဆိုကိုသိတာပါပေါ့နော်ခုဆိုကိုယ့်ရဲ့ရေးဖြည့်တဲ့နေ့စဉ်ကုသိုလ်ကိုပြုပြီးသွားပါရှင်တာတူကိုသိကြပါနော်တို့တို့ရကျင်းကားဆိုရင်လုံးလုံးဆက်သွားလိုက်ပါဦးမယ်နော်တောက်ရည်ဆွဲတာကိုပြပြပဲဆွဲပါလေမင်းမရှိလို့တကယ်မဖြစ်ဘူးတီလာဒီမောင်းကျင်လို့ပြောခလာဒီမောင်းကျင်လို့ရဟန်းတန်ဃာတွေပဲတောက်လူတွေပဲတောက်ညီတိတက်တော့ပဲတောက်ဆင်းရဲတက်ကနဲ့တောက်သုံးနိုင်ပါဆိုပြီးတော့ရီမန်းပြီးတောက်ရုံတန်းခဲ့တာပဲဖြစ်ပါရဲ့ရှင်အားလုံးလာတောက်ကြပါလို့ပြီးတော့ယောဂတွေကင်းချမ်းသာကြပါစေရှင်